ရေးအကြောင်းဆိုဘူကပေါ့ပြီဒီနေ့ဆောင်းတို့ရဲ့ပြန်မပြောရရုပ်ရှင်ကားကြီးပထမဆုံးရုပ်တဲ့နေ့ရက်မှာပရိသတ်တွေကိုလိုက်နှုတ်ဆက်မှာဖြစ်ပါတယ်ဖယ်ရီကားပေါ်တက်တာဖယ်ရီကားအရင်ခုန်နေပါလေရေခုန်တာလေးရှင်ခုန်တဲ့ဒုံဒုံနဲ့ကွယ်နင်းလေးကြားနိုင်ပါမလားချစ်ရဲ့ဒီပါတော့မယ်ကွယ်ရှိပါတော့မယ်တီရီကျော်အရှိကိုဝယ်ပါမှာပြောမစို့ရိုက်မပူ cheers နာသမားတွေစေးသမားနာဘူးတွေစေးသမားတွေဘာထက်မပါလို့မပြီးရှူရှာဖယ်ရီရောက်ပါပြီကျောင်းတက်ပါတော့မယ်ကျောင်းတက်ပါတော့ယုံကြည်မရောက်သေးလို့စောင့်ကြရင်လည်းဂိမ်းတွေလည်းစော့တော့ကီလည်းဖုတ်ကြပါတယ်နားလေဒီကြားထဲမှာရှိတယ်ဘာလို့လဲခါလေးတော့လဲခါလေးတောင်းတာကိုကမေးဖို့ပါနဲ့3000ရေရောက်နေ3000ရနဲ့ခွင့်ရေOne eternity later ဘေကိုဟောဆိုတော့ကြားဝေးဒီလိုတဲ့ဒီလိုဒုံးလေးကွာကားလေးကိုကျွန်တော်တို့ဒီပထမဆုံးပွဲလေးမှာမအားရကြနေလာကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်တို့ဒီတန်ရွာဇာတ်ကားထဲမှာပါတဲ့သင်းဆောင်တွေကနေ1 2 3တော့တော့ဆွေလာလေးညာဟုတ်ပါတယ်တယ်မှာပါတဲ့သင်းဆောင်တွေအကုန်လုံးပြီးပါပါပဲတမကျော်ကဒီမှာအဲ့လိုတပွဲပြီးတပွဲလိုက်နှုတ်ဆက်ပြီးတော့နောက်တနေ့ကပြောင်းကြပါတယ်နောက်တရင်ကတနားခွဲလောက်စောင့်အောင်မဖြစ်တဲ့အတွက်ဘင်ကိုတွေစော့ကြပါတယ်3000ကြီးစော့မယ်1000ကြီးကno man ဟောပြီထောင်မယ်နေရတယ်တွေးကြောင်ပေးချောင်းလိုက်အဲ့ဒါကွာထက်ကြောက်လဲဆိုငွေဝင်တော့ဒီဘက်ကအဲ့ဖုန်းပဲဟာလေးနိုင်လိုက်ရင်းလေးတော့ပြန်ကြည့်ပါရလောဘသားတွေလောဘသားတွေကောင်းကနေကောင်းနေလောဘသားတွေကောင်းကနေကောင်းတွေလောဘသားတွေရောပြီးရောအဲ့ဒါအော်ဘင်ကိုပြီးတိုက်တာဘင်ကိုပြီးနောက်တစ်ခု26ဘင်ကိုဟာရမှာမတန်းဘူးနိုင်မှုကျင်လို့ပါအရင်လေးကျင်အောင်ဝဲနိုင်လေရရွေးပါတို့ရပြီ27လောဘသားတွေလောဘသားတွေလောဘသားတွေအားလုံးရဲ့သဘောတူညီမှုရနောက်တဲ့ကဏ္ဍ3လုံးအော်လို့မှဘယ်သူမှမပိုင်ကားပေါ်ဆွဲချခင်30တက်ပြီ30တန်းသွားပြီနှစ်တန်းလားမာ34နှစ်တန်းလုံးလား yes ဟာမတန်းလားစစီကျောင်းမှာဟောမတန်းတာလေဒီမာလီဟုတ်တာဟဲ့ကိုရင်အမနေနော်ကြေဝိုင်းနော်တော်ရကိုကြေဝိုင်းတော်ရကောက်ဆဲကိုကြေဝိုင်းနော်နောက်ဆုံးယုံရောက်တော့လေတော်ကီတွေဖုတ်ကြပြန်ပါတယ်တကယ်ကျဟိုအကုန်သေးလို့ရိုက်လို့မရလို့တကယ်ဟုတ်ပါဘူးဘယ်ရောက်တော့အဲ့တော့ချစ်စင်နေခါတော့ပြန်ရှုပေးကြပါလားနောက်တစ်ခါတော့ပြန်ရှုပေးကြပါလားတကယ်လို့ရုပ်ရှင်ကိုမကြိုက်လို့ရှိရင်ကျွန်တော်တို့ကောင်းနေမှာလာဆဲလို့ရပါတယ်။ကောင်းတဲ့အခါကြားလို့ရှိရင်လည်းတယောက်စကားတယောက်နားနဲ့ကျွန်တော်တို့ကားလေးကိုလာရောက်ဝင်ရပေးဖို့အတွက်ဒီပြန်မပြောရရုပ်ရှင်ကားကိုရန်ကုန်နဲ့မန္တလေးမြို့မှာနိုဝင်ဘာ20ရက်နေ့အထိရုံတင်ပြသနေပါတယ်ပထမတစ်ရက်ကတော့အောင်မြင်စွာပြီးဆုံးသွားပါပြီနောက်ထပ် day 2ကိုဆက်ပြီးတော့ကြည့်လိုက်ကြမယ်ဟာတကယ်ချင်းငါချီမှာငါဒီမှာအရင်ကကောင်းဘာလဲခုပွဲတယ်တကယ်ဒီကနေ့ theories of everything ဒီနေ့ကတော့စောင်းတို့ပြန်မပြောရတတိယမြောက်ရုံတင်တဲ့နေ့လေးမှာပြည်သက်တွေကိုလိုက်နှုတ်ဆက်ပါမယ်လူသားတို့
assistant မမကတိတိ assistant သူက assistant ငါ့ကိုရှေ့ကိုကောင်းထုတ်တာ Junction Square ပြောချက်ကြည့်ပါပြောတော့ sign လေးချက်လာလုပ်ပြီးတော့ လေးတွေရက်နေဆောင် Bye မလာချင် ကျွန်တော်ဖြတ်ချောင်းမယ်နော်မနေ့ကလည်းတနင်္ဂနွေသားဆိုပြီးသွားပြီ နေ့ရက်တည်းတနင်္ဂနွေဖြစ်နေရမှာ အမှန်တော့3ရက်သွားတာမနေ့ကဆောင်းရက်နေမကောင်းတာနဲ့မလိုက်ခဲ့ရဘူးပေါ့နော် 妈，你的烟快递来叫。 ကြည့်လို့ကောင်းတာ ရောမနေ1 2 3ရောမ ပြင်မပြောရရုပ်ရှင်ကားကြီးကိုရန်ကုန်နဲ့မန္တလေးမှာနိုဝင်ဘာ20အထိရုံတင်ပြသနေပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်ဆုံမယ်တတာ ကင်မရာခိုးပြီးတော့